မင်္ဂလာပါခင်ဗျကျွန်တော်တော့ဟောပေါ့စကိုင်းတိုင်းဒေသကြီးခဏမေးစန္ဒနေရာဥက္ကုံဝမ်းဖြစ်ပါတယ်မနေ့ကဒီမှာကျွန်တော်တို့ပြည်ထရေးဝင်ကြီးကတို့ဝင်ကြီးပေါ့လာတော့ဖြေချပေးတာပေါ့ဖြေချပေးမှာတော့ကျွန်တော်မြေပြင်အနေထားနေတော့ကွေးလိမှုတွေတော့များစွာရှိတာပေါ့ဘာလို့လို့ပြောလဲဆိုတော့ကျွန်တော်တို့ဒီမှာလာဖြေချတာကျတော့မြေပြင်ကနဲ့အချက်လက်တွေရေးပြီးမှပေါ့နော်ကျွန်တော်အချက်လက်တွေပြုတ်စုပြီးမှဒီမှာကျွန်တော်တို့ပြည်ထောင်စုဟောပေါ့ပြည်ထရေးဝင်ကြီးဌာနကိုပူတယ်ပေါ့အဲဆိုတော့ကျွန်တော်တို့အနေနဲ့မြေပြင်မှာဖြစ်နေဒီဖက်ကျွန်တော်တို့ဝင်ကြီးဌာနတွေကတော့မတိဘူးပေါ့မြေပြင်တိုင်းပဲပြောတော့ကျွန်တော်တို့အမှအချက်လက်တွေကများစွာကွဲလေးနေတယ်ပေါ့မနေ့ကဆိုရင်ကျွန်တော်တို့ဟွာကြီးပေါ့အခုစင်မိုထန်ဟိုပေါ့ပြည်သူစင်မိုထန်ဥပဒေနည်းဥပဒေပေါ့အမှဆိုကျွန်တော်တို့ဒီသူ့ရဲ့ဥပဒေနည်းဥပဒေပြည်သူတွေဟွာပေါ့ကြေးရွာတွေဟွာရက်ွက်ကြေးရွာတွေပေါ့တရှိအောင်ကြေပြန့်ချပြထားတယ်လို့ပြောကြားထားရှိပါတယ်ဒါပေမဲ့အဲ့ထက်မှကျွန်တော်တို့အနေတွေ့တော့ကျွန်တော်တို့အနေနဲ့တော့မတွေ့ဘူးလို့ရက်ွက်ကြေးရွာတော့ကွင်းစင်းတာမတွေ့ဘူးကျွန်တော်တို့အနေနဲ့တော့ဒီရက်ွက်ကြေးရွာအုပ်ချုပ်ရေးမှုတွေပေါ့အဲ့ဒါခေါ်ပြီးမှဆွေးနွေးတယ်လောက်တော့ကြားမိတယ်ပေါ့အဲ့ဆိုကျွန်တော်တို့အနေနဲ့ရက်ွက်အုပ်ချုပ်မှုနေပြီးကျွန်တော်ဒီတက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီးတော့ပြည်သူတွေသိရှိအောင်ကြည်ပြန့်ချပြမှာဒါသိရှိမှာဖြစ်ပါတယ်ကျွန်တော်တို့အခုမြေပြင်မှာအဲ့လိုမချပြတော့ဒဲဆွေးနေတော့ပြည်သူတွေရဲ့အမြင်မှာများစွာကွဲလေးနေတာပေါ့ဒီလိုကွဲလေးနေဆိုရင်ကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့ကဒီပြည်သူရွေးချယ်တဲ့လွတ်တော်ကိုယ်စားလှယ်ရရှိနေပြီပြီးလွတ်တော်တွေလည်းပေါ်ပေါက်နေပြီပေါ့ပြီးပြည်သူအစိုးရလည်းရှိနေပြီပေါ့ကျွန်တော်တို့အခုချိန်မှာမကန်ဟိုပါပေါ့ဥပဒေနည်းဥပဒေအတိုင်းတွားဖို့အင်မတန်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒီမြေပြင်မှာလုပ်နေကျွန်တော်ပြည်သူအစိုးရပေါ်ပေါက်လာဆိုတော့ပြည်သူရဲ့ယုံကြည်မှုတွေလည်းသူကရရှိဖို့လိုအပ်ပါတယ်ကျွန်တော်တို့လိုယုံကြည်မှုမရရှိနေတဲ့အတင်းအဓမ္မတွေမြေပြင်မှာလှုပ်ဆောင်နေမယ်ဆိုရင်ကျွန်တော်တို့ဒီမှာအခုကျွန်တော်လွတ်တော်ရဲ့ပုံရိပ်တွေလည်းများစွာပြီးဟိုအစိုးရပေါ့ပြည်သူအစိုးရရဲ့လှုပ်ဆောင်ချက်တွေကိုလည်းကျွန်တော်တို့များစွာဟိုပါပေါ့ပုံရိပ်ကြဆင်းမှာဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့အနေနဲ့မမှန်ကန်လဲဟောပေါ့မမှန်ကန်လဲနည်းဥပဒေတိုင်းပေါ့အတင်းအဓမ္မလှုပ်ဆောင်မှုရှိနေပြည်သူလည်းသိရှိနားလည်အောင်ရှင်းလင်းချပြမှပြောမယ်ပေါ့ပြောပြီးမှကျွန်တော်လှုပ်ဆောင်ဖို့တွားဖို့လိုပါတယ်ပြီးမှအခုကျွန်တော်အခုပေါ့ကိုဒီမနေ့ကဝင်ကြီးပြောတော့လည်းရှိပါတယ်ကျွန်တော်ကိုစစ်မှုထမ်းအတင်းအဓမ္မဖမ်းတာပေါ့9ယောက်ပေါ့9ယောက်ထက်မှဆိုចောင်းသားတွေပါဝင်နေတယ်ပေါ့ကျွန်တော်တို့မှចောင်းသားတွေပါဝင်နေဆိုကျွန်တော်တို့အနေနဲ့ចောင်းသားဟာဒီကျွန်တော်ပညာရေးကဏ္ဍအတွက်အင်မတန်ရေးကြီးပါတယ်ဘာလို့အရေးကြီးလဲဆိုကျွန်တော်ဒီចောင်းသားတယောက်ဖမ်းလိုက်ပြီဆိုကျွန်တော်မနေ့ကဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းကျွန်တော်ပြောသွားရှိပါတယ်ចောင်းသားကိုဖမ်းတယ်တပတ်10ရက်အချုပ်ထဲမှာထိထားတယ်အဲ့ဆိုကျွန်တော်အနေနဲ့ပေါင်းဆက်မနေ့ကျွန်တော်နဲ့တက်ဆိုင်ရာဌာနနဲ့မနေ့ပေါင်းဆက်နေရဒါတွေကမဖြစ်သင့်ပါဘူးចောင်းသားဆိုချစ်ချင်းလွတ်ပေးရမှာပေါ့ကျွန်တော်အနေနဲ့မြေပြင်မှာလို့ပြမို့တစုံတရာမရှိဘူးနဲ့လို့ဖမ်းဆီးတာအဲ့မျိုးတွေမရှိသင့်ပါဘူးအပြင်မှာကျွန်တော်တို့မနေ့ကဖြေကြွတဲ့အချက်လေးတစ်ချက်တော့ရှိတာပေါ့ဟိုဥပဒေနဲ့မညီဘူးနဲ့လှုပ်ဆောင်မယ်ဆိုထိရောက်စွာအရေးယူမယ်ပေါ့ထိရောက်စွာအရေးယူမယ်ဒါကလည်းမမှန်ကန်ပြောတဲ့အတိုင်းမမှန်ကန်လည်းအရေးယူပေးတော့ကောင်းပါတယ်အဲ့လိုအရေးယူမှုမရှိဘူးနဲ့ကျွန်တော်တို့လွတ်တော်ကိုယ်စားဘယ်လောက်ပဲပြောကျွန်တော်တို့အနေနဲ့ဒါကလွတ်တော်ပုံရိပ်ပဲကြာဆင်သွားမှာဖြစ်ပါတယ်ဘာမှအရေးယူဆောင်ရွက်မှုမရှိဘူးကျွန်တော်တို့ကြိုက်လို့ပြောအဲ့ဆိုကျွန်တော်လေထဲမှာပဲပြတ်နှံ့သွားမှာဖြစ်ပါတယ်အဲကြောင့်လို့ကျွန်တော်တို့ရဲ့ဒီလွတ်တော်ကိုယ်စားရဲ့ပြောကြားချက်ကိုလည်းထိရောက်ပေါ့နိုင်ငံတော်အနေနဲ့အလေးထားပေးဖို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်အကြောင်းမလို့ကိုပြည်သူတွေဖြစ်ပေါ်နေတဲ့အခက်အခဲပေါ့ကျွန်တော်တို့ဒီမှာခုပြည်သူစမောင်းတဲ့အိမ်ထဲဝင်တဲ့လမ်းတွေဟိုပေါ့လမ်းမာတွေဖမ်းတယ်မြို့ဝင်ဂိတ်မာတွေဖမ်းတယ်ပေါ့ပြင်ကျွန်တော်တို့ကတခြားနေရာတွေရှိတယ်တခြားနေရာတွေလာတယ်ပေါ့ကျမ်းမာရေးကိစ္စကုန်သွယ်ရေးစီးပွားရေးပေါ့လာတဲ့အချိန်မှာလည်းလိုဒီဂိတ်ထဲမှာဖမ်းနေတော့သူတို့အနေနဲ့အင်မတန်ဆိုရင်ကြောက်လန့်မှုတွေများတယ်ပေါ့ဒီလိုဖမ်းဆီးလိုက်ပြီဆိုကျွန်တော်အနေနဲ့ဖြွန်းကန်တော့တွေလည်းများစွာဆိုးရုပ်သွားပါတယ်ဘယ်သူမှမလာရတော့ကျွန်တော်တို့အနေနဲ့ဒီထဲမှာကျွန်တော်တို့ကုန်သွယ်စီးဆင်းမှုတွေလည်းပြတ်တော့သွားနိုင်တယ်ပြင်ပညာရေးကျမ်းမာရေးဆိုလည်းတော်တန်ရုံမလာနိုင်တော့ဘူးအမျိုးသမီးပဲဆိုတော့ဘယ်လို့မှသွားလာလို့မရပါဘူးအဲဆိုတော့ဒါကြီးကိုဖြေရော့ပြီးမှပေါ့မမှန်ကန်လဲသွားစေချင်ပါတယ်လို့ကျွန်တော်တောင်းဆိုချင်ပါတယ်အကြောင်းလို့မဟုတ်ခုပြည်သူတွေခံစားနေတဲ့အခက်အခဲတွေကိုပေါ့
ပြည်သူအစိုးရတရက်လည်းပေါ်ပေါက်လာပြီဖြစ်တဲ့အတွက်ဒါလေးကိုနိုင်ငံတော်အနေနဲ့တက်ညာတော့အားဖြင့်ကိုကြီးဆောင်ရွက်ပေးပါလို့တောင်းဆိုရင်းနှိကုံးချပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်